Korean တီလာရှင်တူကကူဓာတ်နဲ့ထိုးပြီးပြောင်းရွှေ့အခြေချသူတွေပေါ်အပြစ်ပုံချတဲ့အဖြစ်အပျက်တစ်ခုခရိုအေးရှားနိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။နိုဝင်ဘာလကုန်ပိုင်းကဖြစ်ပွားခဲ့တာပါ။ Sister Marija Tatiana Zano ဆိုတဲ့တီလာရှင်မှာဇာဂရက်မြို့ကလမ်းမတစ်ခုမှာအမည်မသိအမျိုးသားတူကသူမကိုဓာတ်နဲ့ထိုးခဲ့တယ်လို့ရဲတပ်ဖွဲ့ကတွားရောက်တိုင်ကြားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကိုအခြေခံပြီး social media မှာလူမျိုးရေးဘာသာရေးချဲကရေးသားမှုတွေတဲ့အမြောက်အများရှိခဲ့ပါတယ်။ပြောင်းရွှေ့အခြေချအမျိုးသားတူကအလာဟူအကဘာလို့အော်ပြီးဓာတ်နဲ့ထိုးခဲ့တယ်လို့လည်းရေးသားခဲ့ကြပါတယ်။ရတဲ့ဘွဲရဲ့စုံစမ်းစစ်ဆေးမှုတွေအရ Sister Zano ဟာဓာတ်ကိုယ်တိုင်တွားဝယ်ပြီးကိုထိုးခဲ့တဲ့ဆိုတာတွေ့ရှိခဲ့ရပါတယ်။ရဲတပ်ဖွဲ့ကတော့လက်ရှိမှာ Sister Zano ကိုလိမ့်လေတိုင်ကြားမှုအတွက်စုံစမ်းစစ်ဆေးနေပါတယ်။ The Catholic Herald အပါအဝင် Korean သတင်းဌာနအချို့ကဒီတိုက်ခိုက်မှုကိုဘာသာရေးလှုံ့ဆော်တိုက်ခိုက်မှုဖြစ်အစာပိုင်းမှာသတင်းဖော်ပြခဲ့ကြပြီးနောက်ပိုင်းမှာတော့ဒီသတင်းတွေကိုပြန်ဖြတ်သွားခဲ့ကြပါတယ်။